မင်းကလေးတယောက်ဟာအသက်တစ်လျှောက်လုံးတည်ချင်းထက်တောင်ပိုဆိုးသွားတဲ့ဘဝနဲ့လေယာချန်တစ်ခုမှာနေထိုင်ခဲ့ရတယ်။အဲ့ဒီနေရာမှာလူတွေကိုပင်လယ်အောက်နဲ့ဆိုင်ရတဲ့ဆင်းပြီးခရုခွန်တွေတဲကပလဲတွေကိုထုတ်ယူဖို့လေ့ကျင့်ပေးကြတယ်။ဒီလေ့ကျင့်မှုဟာအလွန်အနေအများပြီးရေငုပ်သမားများပြားအသက်ဆုံးရှုံးခဲ့ကြရတယ်။မင်းကလေးကတော့တနေ့နေ့မှာဒီခြံကြီးကနေလွတ်မြောက်ဖို့အမြဲအိမ်မက်မက်နေခဲ့တယ်။တနေ့မှာခြံကြီးရဲ့ကြီးကြပ်သူကကြောက်မက်ဖွယ်ကောင်းတဲ့ဒွန်ဝန်ကန်တဲကပလဲတစ်လုံးကိုယူဆောင်နိုင်သူကိုကြီးမားတဲ့ဆုလက်ပေးမယ်လို့ကြေညာလိုက်တယ်။ဒွန်ဝန်ကန်ဟာတည်စေနိုင်တဲ့ပင်လယ်တတဝါတွေနေထိုင်တဲ့ပင်လယ်အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအဲ့ဒီနေရာကိုပလဲသွားယူခဲ့သူတွေတဲကတယောက်မှအသက်ရှင်ပြီးပြန်မလာခဲ့ဘူး။အန်နီရရှိနေပေမဲ့လွတ်လပ်ခွင့်ကိုအသေးအတန်တောင်းတနေတဲ့ရေငုပ်သမားအချို့ကဒီစိန်ခေါ်မှုကိုလက်ခံဖို့ဆုံးဖြတ်ခဲ့ကြတယ်။အဲ့ဒီအဖွဲ့ထဲမှာ Dwandun ဆိုတဲ့မိန်းကလေးလည်းပါဝင်ခဲ့တယ်။သူတို့ဟာလှေတစ်စီးနဲ့ဒွန်ဝန်ကန်စီကိုထွက်ခွာသွားကြပြီးရောက်တဲ့အခါရေထဲကိုခုန်ဆင်းလိုက်ကြတယ်။ပင်လယ်ပြင်ဟာအပေါ်ယံမှာငိမ့်သက်အေးချမ်းနေတယ်လို့ထင်ရပေမဲ့အောက်ခြေမှာတော့တည်စေနိုင်တဲ့အန်နီရတွေဖုံးကွယ်နေခဲ့တယ်။ရေငုပ်နေစဉ်ဒွန်ကခရုခွန်ကြီးတစ်ခုကိုတွေ့ရှိပြီးအောင်မြင်စွာပလဲတစ်လုံးကိုရယူနိုင်ခဲ့တယ်။ဒါပေမဲ့အခြားရေငုပ်သမားတွေကသူမရဲ့နောက်ကနေတိုက်ခိုက်ပြီးပလဲကိုလူယူဖို့ကြိုးစားကြတယ်။အပြင်းအထန်ရုန်းကန်နေရင်ဒွန်ဟာရေအောက်မှာသတိလစ်သွားခဲ့တယ်။အခြားရေငုပ်သမားတွေကပလဲစီကိုချင်းကပ်လာစင်မှာပဲသူတို့ဘက်ကိုဥတီလာနေတဲ့ငါးမန်းကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။သူတို့ဟာအလင်းမြန်ရေမျက်နှာပြင်ပေါ်ကိုတက်လာကလှေပေါ်ကိုပြန်တက်သွားခဲ့ကြ